တောက်စရာကြီးကွာမိုက်မိုက်လေထူလာရှင်းတယ်ထောက်ကြည့်လူကဘာဖြစ်လဲတိုင်းလာကြည့်ရကလိန်မှာပါတော့80နှစ်14လမ်းเนาะဒီနေ့မှဖြစ်သွားတာပဲเนาะဗျာဟိုတော့အများကြီးလိန်ကတော့မိသက်ကားတွေရောရောက်နေတယ်ဒီဘက်လဲကြလားမသိဘူးကျွန်တော်တို့လည်းအခုမှတွေ့တာပေါ့နော်ဘယ်လိုဖြစ်လဲတော့မသိဘူးပေါ့နော်ကလိန်မှာအောက်မှာဖြည့်နေကလိန်သမားတော့ဘာဖြစ်သွားလဲတော့မသိဘူးနော်